ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးမန္တလေးမြို့ဦးချစ်ဆွေဓမ္မယုံကြီးဘော်တွင်23ရက်3လ60ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောပြုံးသည်နှင့်မဲ့သည်တရားတော်ထုတ်လို့ရှိရင်လေသိပ်ပင်မှန်းခံပြီးတရားနဲ့မလျော်တဲ့ဥစ္စာတွေအပင်မှန်းခံရလို့ရှိရင်လေမဖြစ်နိုင်တဲ့အကြောင်းဘုရားသခင်ကိုရမကြီးကမေဇိမပရိပဒါကြိုးစားရမှာအလယ်လကြိုးစားရမှာဥစ္စာကိုသိပ်ပင်မှန်းပြီးတော့ကြိုးစားလို့ရှိရင်ငါဘုရားဒီပြန်လေဒုက္ခရစရိယာကျင့်တုံးကအလွန်ပင်ပန်းပြီးဒီကလာမညာဘုံညာသဗ္ဗိညတညာမရခဲ့ဘူးဆိုတဲ့အကြောင်းကိုသူကိုယ်တိုင်တောင်းခံထားတယ်။ဒါကြောင့်ဥပဒနာလုပ်တဲ့ဓမ္မတွေကိုကံအကြောင်းနဲ့ပြောမှအာထုတ်တဲ့အခါမှာလဲမေဇိမပရိပဒါအလတ်စားနဲ့အာထုတ်ပါဆိုတာကိုလည်းတိုက်တွန်းလိုက်တယ်နော်။ခိုင်းဓမ္မတို့ဥပဒနာအာထုတ်တဲ့ပဲချင်းငါတို့ဒီကားလို့ဆိုရင်အာထုတ်ရမှာလဲလို့မေးဖို့ရာအကြောင်းပေါ်လာအဲ့တော့အလုံးဓမ္မတွေဥပဒနာအာထုတ်ရမှာဟာအခုဒီဓမ္မတွေအတွက်အမှန်ကန်ကိုပြောရလို့ရှိရင်ပြိဿတွေကပြိဿနေတုန်းကိုလည်းအာမထုတ်နိုင်ပါဘူးအမေဝန်ကောင်းနဲ့ကိုပြိဿတွေနေတုန်းအာထုတ်နိုင်ကြရဲ့ထုတ်နိုင်ပါဘူးဗျာမထုတ်နိုင်ဘူးသိတဲ့အသိဉာဏ်လည်းမရသေးဘူးထုတ်လည်းမထုတ်ချုပ်နိုင်တဲ့အချိန်ရွယ်လည်းမရောက်သေးဘူးဆိုကြပါဘူးမှန်ပါဗျာအဲ့ဒီပြိဿတွေကလာပြီးဒီကလာယခုအသက်ရွယ်ဖြည်းဖြည်းကြီးလို့40 50 30ဆိုသလိုရောက်ကြတဲ့ခါကြတော့ဒါကအိုးလာတယ်ဆိုရင်လွယ်ပါဒါပြန်အခုဒကာဓမ္မတွေတရားနာလဲဒကာဓမ္မတွေအားလုံးပဲလူတွေပဲဆိုတာဆုံးဖြတ်ချက်ချပါနော်ဒီဓမ္မတွေခန္ဓာကိုယ်အစဉ်သွားမှုကိုကြည့်လိုက်လို့ရှိရင်ဖြင့်ဝေယကနေပြီးနာရတော့ဖြင့်မသွားမဲ့ပုဂ္ဂိုလ်ဒုတိယမရှိဘူးရှိပါဘူး။ဘာကြောင့်လဲဗျာဒီဓမ္မမိဗျာဒိဏတိတော့ဗျာဒီဓမ္မအနာရတဲ့သဘောသည်အမိဖြစ်ခဲ့တန်တို့အနာရတဲ့သဘောကိုနာတိတော့ငါဖျားတော်မှမလွန်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ကရှိတယ်။အဲဒါကြောင့်နာမှုကိုသွားရမယ်ဆိုတာလေဒီခန္ဓာကြီးလမ်းစဉ်လမ်းမှန်ပဲလို့မှတ်ထားကြပါ။ကောင်းပြီဒါဖြင့်တပည့်တို့ဘယ်နေရာများမှာဗျာအထုတ်ဖို့အချိန်ရပါမလဲလို့မေးတဲ့အချိန်ကြတော့ပုံမှုကနာမှုမရောက်ခင်ကြားကိုကြိုးစားပါဆိုတာဆရာဘုန်းကြီးကတိုက်တွန်းလိုက်တယ်မှန်ပါဗျာပုံမှုကနာမှုမရောက်ခင်ကြားလေးမှာကြိုးစားကြပါလို့ဆိုတာကိုတိုက်တွန်းပါတယ်မှန်ပါနာမှုရောက်မှတော့ဖြင့်အာထုတ်ပြီးသားပုဂ္ဂိုလ်အတွက်ဘုန်းကြီးတို့ကမဆိုလို့အသက်ရှာလို့ဖြင့်ရမှာမဟုတ်ပါဘူးဟုတ်ပါဘူးတရားစစ်တရားမှအစစ်ကိုအသက်ရှာလို့တော့ဖြင့်ရမယ်မဟုတ်ပါဘူးရပါဘူးဒါကြောင့်အခုတရားဓမ္မတွေတရားနာလာကြတာတွေဒီချိန်လေးပဲလမ်းခွဲရှာရင်ရတော့မယ်။အိုမှုကနာမှုမရောက်ခင်လေးဟာတရားဓမ္မတို့မိုးရမနာရမသေးရဖြစ်တဲ့နိဗ္ဗာန်ရှာတဲ့အလုပ်နိဗ္ဗာန်လမ်းခွဲရှာတဲ့အလုပ်ဟာဒီချိန်လေးမအောင်ရှာကြပါဘူး။အိုမှုကနာမှုမရောက်ခင်လေးတင်ရှာမှာနာလို့အေးရဖြာကဖြစ်လာရင်ဘယ်သူမှမတတ်နိုင်ပါဘူး။ဒါကြောင့်ဘုန်းကြီးတို့တရားဓမ္မတွေကိုဖြည်းဖြည်းမှဆိုတဲ့စကားမသုံးပါနဲ့တော့ဖြည်းလာခဲ့တာကြာခဲ့ပါပြီမှန်ပါဗျာပြိဿတွေကစပြီးအခုအမေကောင်းနဲ့ပြင်မဲ့ထွက်ပြီး30 40တိုင်တိုင်ဟာဒါဖြည်းလာခဲ့တာတခုမှဥပဒနာဉာဏ်ဆိုတာမပါသေးပါဘူးမှန်ပါဗျာအခုတော်တော်အိုးလာပြီအိုမှုကနေပြီးအခုခန္ဓာကြီးကဘယ်များလျှောက်ပြီးအစဉ်လျှောက်သွားနေပါလိမ့်မလဲလို့မေးလို့ရှင်အနာရောက်တဲ့နေရာရောက်အောင်တော့အနာပေါက်တဲ့နေရာအိယာခြာကပ်ဖြစ်တဲ့နေရာကြောက်တော့သူသွားလိမ့်မယ်မှန်ပါဗျာဒါခန္ဓာလမ်းစဉ်တော့မှန်ပါဗျာအဲ့ဒီမရောက်ခင်လေးဘုန်းကြီးတို့ဒကာဓမ္မတွေကဥပဒနာအလုပ်လုပ်ရမှာမှန်ပါဗျာဒီချိန်မှာဥပဒနာအလုပ်မလုပ်တော့ပါဘူးဆိုလို့ရှိရင်ဖြင့်ကိုကျိုးနေဖို့သာအောက်မေ့ကြပြီတော့မှန်ပါဗျာဝိပဿနာဆိုတာသာသနာ့တွင်မှလည်းပေါ်တယ်မှန်ပါတကယ်တမ်းလည်းသူကလည်းကံပြတ်တရားဆိုတာသိကြတယ်ဒါကြောင့်ဒကာဓမ္မတို့ဘယ်ချိန်ငါတို့အထောက်အမှာပါလိမ့်မလို့လို့မေးလို့ရှိရင်ဖြင့်ယခုအိုမှုရောက်နေတယ်နာမှုမရောက်ခင်ကြာသွတ်သွက်ကလေးကြိုးစားမှပဲဆိုတာလေးစားစွာမှတ်ပါမှန်ပါဗျာရှင်းပြီနော်ရှင်းပါဗျာနာမှုကနေပြီးဒီကလာနာလာမထူပါဘူးသေမှုကြတော့လေဒကာဓမ္မတို့ဘယ်သူမှအထုတ်လို့မရတော့မ
မှန်ပါဗျာ ရပါ မရပါဘူးဗျာ အဲ့တော့ကိုအိုမှုကနာမှုလမ်းခွဲဒီကြားထဲမှာမကင်လို့ဥပဒနာလို့ဒီမှာမလို့လို့ဒီတိုင်းအစဉ်တိုင်းလျှောက်သွားတဲ့ခန္ဓာအစဉ်ကိုသာဒကာဓမ္မတွေကလိုက်နေကြမယ်ဆိုလို့ရှိရင်ပြန်ဟောဒီသေမှုရောက်မယ်မရောက်ဘူး ရောက်ပါဗျာ ဒီသေမှုရောက်တဲ့အခါကျတော့ဩငါတို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်ခန္ဓာကြီးအစဉ်လျှောက်လာခဲ့တာအခုဖြင့်သေကံဤတောင်ရောက်လာပါဘောလားဆိုပြီးဒီကလာကြောက်เสียကြီးပဲဆိုတဲ့ဥစ္စာမှတ်ထား မှန်ပါဗျာ ဒါကြောင့်ဒကာဓမ္မတွေဘုရားက44ချိန်တိုင်တိုင်သတိပေးတာလေးကိုရှေ့ပိုင်းမှာနည်းနည်းသတိပေးကြပါလေ မှန်ပါဗျာ ဒကာဓမ္မတွေသိတော့မယ်ဝေဒနာကလည်းဆေးဆရာတွေလည်းလက်လို့ဆရာဝန်တွေကလည်းမထင်တော့ဘူးရှင်မြတ်တွေကလည်းဘယ်ချိန်ဝิญဉ်ချုပ်မလဲသာကြည့်နေတဲ့အချိန်နဲ့ဖြစ်တော့ဒီသိမပုဂ္ဂိုလ်ကမသိနိုင်ဘူးတဲ့ဒကာဓမ္မတွေဘာဖြစ်လို့မသေးနိုင်သေးပါလိမ့်မလို့ဆိုတော့သူသွားရမယ်လမ်းခီးမသေးကြသေးလို့ မှန်ပါဗျာ ဘယ်လိုကြောင့်မသေးပါလိမ့် သူကလည်းမတရားသေးပါဘူးသူသွားရမယ်လမ်းခီးမသေးကြသေးလို့ဝိညာဉ်မချုပ်ဘူးတဲ့ဒကာဓမ္မတွေအဲ့ဒါမှတ်ထားတချို့2ရက်တက်3ရက်တက်တော်ရနဲ့ဝိညာဉ်မချုပ်နိုင်တာဘာပါလိမ့်မလဲလို့မမေးပါနဲ့တော့နော်သူသွားရမယ်လမ်းခီးမသေးကြသေးလို့နေရာတွေရွေးနေတာမှတ်ရဥက္ကမောင်ပါတဲ့ သူကလည်းမတရားသေးလို့ အဲ့ဒီမှာဒကာဓမ္မတို့ကံတွေကပြုတ်ထားတာကအကုသိုလ်ကံတွေကစုံလို့ဘယ်အကုသိုလ်ကံတွေကဘယ်အကုသိုလ်ကသူကအရင်ကျိုးပေးရမလားငါကအရင်ကျိုးပေးရမလားဝေဖန်တုံးမှကြားနေတာပေါ့ဗျာ မှန်ပါဗျာ အဲ့ဒီအချိန်မှာဒကာဓမ္မတို့ဝိညာဉ်မချုပ်တာလေးရိပ်မိကြပြီနော်သွားရလန်ခီမသေးကြသေးလို့ဘယ်လိုမှတ်ကြမလဲသွားရလန်ခီမသေးကြသေးလို့အဲ့ဒါဘုန်းကြီးကအခုစောစောစီစီပြောပါလေဘုရားကလည်းဒီဥစ္စာ44ချိန်တိုင်နေမှားတယ်မင်းတို့ကွာတေကံဤကြမှာကြောင်6ကြဖြစ်ပြီးကလည်းဆွမိဆွဲရမဆွဲပါနဲ့ကွာမြေကြီးငမကြပါနဲ့ကွာဒုက္ခဒေါမနတာတွေမဖြစ်ပါနဲ့ကွာစောစောစီစီကအိုမှုကနာမှုမြောက်ခင်မဲ့ကန်လမ်းခွဲလက်ဖြစ်အောင်လိုက်ပါကွာဥဝမှားထား မှန်ပါဗျာ မဲ့ကန်လမ်းခွဲလက်ဖြစ်အောင်လိုက်ပါဆိုတော့မဲ့ကန်လမ်းခွဲကဘယ်ကြားခွဲရမှာဆိုတော့တရားဓမ္မတွေသိကြလားအိုမှုကနာမိမရောက်ခင်နဲ့ဒီနေရာလေးကလမ်းခွဲလေးကနေပြီးဝိပဿနာအလုပ်လုပ်တာရှင်းကြလား မှန်ပါဗျာ အဲ့ဒါအားလုံးတွေးရမယ်လို့ကိုအော်ဒီဥစ္စာဘုရုဟောနေတာပါလိမ့်နော်လို့တန်တရားရှိမနေကြနဲ့ မှန်ပါဗျာ ဒါဘုရုဟောနေတာပါလိမ့်မလို့လို့ဥပါရင်တော့တန်တရားမရှိနဲ့နော် မှန်ပါဗျာ အကုန်တွေးရမယ်လမ်းဖြစ်သောကြောင့်ဘုရားက44ချိန်တိုင်တိုင်အကုန်ကိုမှားတာပဲခိုင်းတာဖြင့်ဒကာဓမ္မတို့သေကံကြီးကြလာတဲ့အခါကျတော့ရှင်ဖြင့်ဝိညာဉ်မချုပ်တာဟာသွားရလမ်းခီးမသေးကြသေးလို့မှတ်လိုက်စမ်း မှန်ပါဗျာ ဘာကြောင့်ဝိညာဉ်မချုပ်ပါလဲ မှန်ပါဗျာ သွားရလမ်းခီးမသေးကြသေးလို့ဝိညာဉ်တော်တော်နဲ့မချုပ်ဘူးသူစိတ်ထဲမှာအဲ့တော့ကဲသေကြတော့မယ်ဆိုတော့လေဥက္ကမောင်ရေဥဝတို့နမိတ်ဖြင်လာ မှန်ပါဗျာ တခါလေပြိတ္တာဖြစ်မဲ့ပုဂ္ဂိုလ်ဖြင့်တောင်ကြီးတွေ6ကြီးတွေ6ကြားကြီးတွေဒါတွေမြင်လာ မှန်ပါ ဘုမပြိတ္တာဘုံကြီးမြင်နေပြီ မှန်ပါ ဘယ်ကလူမဆောင်ကမမြင်ဘူးနော် မှန်ပါ သွားမဲ့ပုဂ္ဂိုလ်ကသင်မဲ့ပုဂ္ဂိုလ်ကမြင်တာ မှန်ပါ အဲ့ဒီအချိန်မှာငရဲသွားမဲ့ပုဂ္ဂိုလ်ဖြစ်လာမနေ့ကပြောခဲ့တဲ့ငရဲမိတို့ငရဲအိုးကြီးတို့ဆူးနေတာတွေငရဲရင်းတွေကဟိုမှာသိုးဆွပြီးတဲ့ကာလတပ်ဖြတ်ခုတ်ဖြစ်နေတာတွေမြင်နေရ မှန်ပါ ဟောငါဖြင့်အဲ့ဒီသွားရမှာပဲဆိုတာသိကြရောလူပြေသွားမဲ့ပုဂ္ဂိုလ်ဖြစ်လာအမိဝန်းကောင်းကိုမြင်နတ်ပြေသွားမဲ့ပုဂ္ဂိုလ်ပဲနတ်သမီးပိတ်မှမရေသာပဲနေမြင်တပည့်ကြ ရပါဗျာ အဲ့ဒါမမြင်ပဲနဲ့တော့ဖြင့်ဘယ်သူမှမသိဘူး မှန်ပါဗျာ ဒါမိမိပြုထားတဲ့ကံဤနမိတ်ပေါ်တာ မှန်ပါဗျာ မိမိပြုထားတဲ့ကံဤ ဓမိတ်ပါဗျာ နမိတ်ပေါ်တာတဲ့ဒကာဓမ္မတွေလူတိုင်းတွေ့ကြုံရမယ်နော် မှန်ပါဗျာ လူတိုင်းတွေ့ကြုံရမယ်အဲ့တော့ဒကာဓမ္မတို့ကိုပြုထားတဲ့သာခင်သမီးခင်ဆွေခင်မျိုးခင်အယောင်းနဲ့ဝဲနဲ့ဥပဒနာလို့မလို့အချိန်တွေကအလွယ်သုံးစားနဲ့ဂုံခဲ့ပြီဆိုမှဖြင့်ဝေဒနာလည်းဖြတ်ခနဲ့ရောက်ပြီးကြလား
ဖြတ်ခနဲ့တေကန်ဒီကဖြစ်လာတဲ့အချိန်ကြတော့စေသမားတွေဝါသမားတွေဆွေးနွေးကြတာတွေဝိုင်းနေညာတော့လေသူတို့လည်းမသိဘူးကိုယ်ကပြင်းမြန်းနေတာတောင်ကြီးတွေ၆ကြီးတွေငရဲမီတွေငရဲမီလျံတွေအဲ့ဒီအချိန်မှာဒီလူမမာဒကာဓမ္မတို့သွားကြည့်မျက်နှာညှိုးနေတာမျက်နှာညှိုးနေတယ်ဥက္ကမဘာဖြစ်တတ်မျက်နှာသိမ့်ညှိုးစကမေးတော့မရတော့ဘူးနော်စကမေးတော့မရဘူးဒကာဓမ္မတို့မျက်နှာတော့ညှိုးကြတယ်လို့ညှိုးတာမဟုတ်ဘူးသူများလည်းဆွေလည်းဆွေမျိုးပြောချိန်မရတော့သူသွားရမယ်လားသူသိနေငါတော့အမှားကြီးမှားပြီဆိုပြီးညှိုးလိုက်တယ်ရင်းမိကြပါလားဘယ်နဲ့ကြောင့်ညှိုးပါလဲငါတော့အမှားပါညှိုးတာပါဗျာအနေဆိုးနေခဲ့တဲ့အခါဖြင့်ငါဖြင့်အသေးဆိုးနဲ့သေပြီးဒီကလာအရောက်ဆိုးတော့ကြုံရတော့မယ်ဆိုတာသူတယောက်တည်းသိမှန်ပါဗျာဓမ္မတို့ဘယ်လောက်ကြောက်ရကောင်းဟုတ်ပါဘူးဒါလမ်းကွဲမရှာတဲ့ပုဂ္ဂိုလ်နော်မှန်ပါဗျာဒီလမ်းကွဲမရှာတဲ့ပုဂ္ဂိုလ်ပြောနေပါတယ်ဓမ္မတို့အခုလိုဝိပဿနာလုပ်ထားတဲ့ပုဂ္ဂိုလ်များကြတော့ဘုန်းကြီးပြောပါမယ်အလွန်ကျေးဇူးများတဲ့အကြောင်းပြောပြပါမယ်ဒီမလုပ်တဲ့ပုဂ္ဂိုလ်တော့တခါမျက်နှာတွေကညှိုးလိုက်ဘေးကနေပြီးကလမြန်းသုတ်ပွားရင်းနဲ့မျက်ရည်လေးတွေသုတ်ပြလိုက်နှက်ကလေးတွေထွက်လာတာသုတ်ပြလိုက်ဥက္ကမောင်ဒါတွေလည်းမြင်မှုပါလေမှန်ပါပါအဲ့ဒါသူ့စိတ်ထဲမှာမချမ်းသာလို့ဖြစ်ရခင်ဗျားတို့ကလည်းယောဂထင်တယ်ယောဂကပြင်းလို့မဟုတ်ဘူးသွားရမယ်လမ်းကလမ်းစိုးကြီးမြင်နေတယ်မှန်ပါသွားရမယ်လမ်းစိုးကြီးမြင်နေလို့မျက်ရည်တွေလည်းကောင်းဖို့စီးကြနှက်တွေပါတွေကလည်းယူစီးလာဝန်းနေတယ်အနေစိုးနေကြလို့အသေးစိုးတော့ပြင်သေးရတော့မယ်ကြကြပါအောင်ယူကြပါအောင်လို့လည်းပြောချိန်ကမရဘူးမရဘူးဟိုကဘယ်လောက်ဆိုးဆိုးပါဘူးအဲ့တော့ဘုရားကဇာယထဘိက္ခွေမာပမာရထ44ချိန်မှာဘိက္ခွေငါးဤစေသားတို့များတို့ဇာယထယခုလိုအိုကအနာမရောက်ခင်ဝိပဿနာရှုကြကွာမာပမာရထယခုချိန်မင်းတို့ဆရာကောင်းနဲ့တွေ့နေတယ်မေးချိန်မဟုတ်ဘူးကွာအခုမေးချိန်မဟုတ်တော့ဘူးလေမှန်ပါပါမေးကြသည်ရှိတော့တဲ့ပစ္စာမင်းတို့သေတဲ့အခါကာလကျဝိပရိတ္တာရီနောဩငါတော့ဖြင့်အနေဆိုးခဲ့လို့အသေးဆိုးဖြင့်သေရတော့မှာပဲလို့အဲ့ဒီကျမှမျက်ကြီးငယ်နှလုံးမသားခြင်းဖြစ်မနေစမ်းပါနဲ့ခရမှားတာတော့ဘုန်းကြီးကမှားတာမဟုတ်ဘူးမှန်ပါပါဗျာဘုရားအကုန်ကြည့်ပြီးတော့မှားတာဒကာဓမ္မတို့ဒါကြောက်လားဟောနေတယ်လို့ဒီလိုမောင်းမိတယ်မှန်ပါပါလူတိုင်းတွေ့ရမယ်အလုပ်ကိုရှေးဥစွာကာကွယ်ထားဖို့ကိုလက်နဲ့ပေးခြင်းလို့ဟောနေတယ်လို့သာမှတ်ရမှာမှန်ပါပါဗျာကောင်းပြီဒါဖြင့်အခုပြောသလောက်မဲရတော့မယ်ဆိုတဲ့ဥစ္စာဥပါဒင်တို့မသေးကြဘူးသိပါပါဗျာအဲ့ဒါဒကာဓမ္မတို့မြေကြီးလက်ဝါးနဲ့ပုတ်လို့ရှိရင်တွင်းလေးပုတ်ပြီးလွဲလို့မနော်ဒါမလွယ်ဘူးစိတ်ချဒါမလွယ်ဘူးခန္ဓာရတဲ့ပုဂ္ဂိုလ်ဒီနေရာဆက်ရမှာပဲဆက်ရပါမဆက်ရဘူးဆက်ရပါအဲ့ဒီအချိန်မှာကိုတယောက်တည်းကလည်းတောင်းတွေ၆တွေရှားကြီးတွေမြင်ရငရဲမင်းလျံတွေမြင်ရခုနှစ်ကြီးတွေကဆွဲလာတော့မယ်ပုံကိုနာရောက်တာတွေမြင်ရတော့ဆက်ခနဲ့ခန္ဓာကိုယ်များတုံလို့လှုပ်တယ်လို့ဥက္ကမောင်ဖြစ်တတ်တယ်မှန်ပါပါအဲ့ဒီဖြစ်တာသူ့မှာသိနေပြီခွေးကလာဆွဲလို့အော်လို့အော်နိုင်တဲ့အချိန်ကြကြပါအောင်ယူကြပါအောင်လို့ပြောနိုင်တဲ့အချိန်လည်းမရှိတော့ဘူးရှိပါစက္ကန့်ပိုင်းပဲကြံတော့တယ်စက္ကန့်ပိုင်းပဲကြံတော့တယ်ဒကာဓမ္မတို့အဲ့ဒါလမ်းခွဲမရှိတဲ့ပုဂ္ဂိုလ်ကြီးကြုံရတဲ့ဖြစ်ထွေလို့မှတ်လိုက်စမ်းမှန်ပါဗျာလမ်းခွဲတော့ကမခွဲခဲ့လို့မှန်ပါဗျာအခုဘုန်းကြီးတို့ဓမ္မတွေယင်းနေဘုန်းကြီးကဆုံးမပါတယ်ဘယ်နေရာလမ်းခွဲရှာကြမှာပါလဲဘုရားဘုရားမနာခင်ကြောက်အိုမှုကနေနာမှုသွားတော့သွားတာပဲခန္ဓာကမရောက်ခင်လေးပေါ့ဗျာဥက္ကမောင်ဘယ်လိုပါလဲမရောက်ခင်အဲ့တော့အခုတရားနာလာကြတဲ့ဘုန်းကြီးတို့ညီကောင်မောင်တို့မိမိပါတယ်မရောက်ခင်လေးဘုန်းကြီးကလည်းပြောနိုင်တယ်ရောက်မှဆိုလို့ရှိရင်တော့ဖြင့်ဘုန်းကြီးလိုပုဂ္ဂိုလ်ကိုလာပင့်လို့လဲမှီမှလည်းမဟုတ်ဘူးမှန်ပါဗျာတပည့်ကြမှန်ပါမှီပြန်မတတ်နိုင်တော့လက်လွန်ကုန်ကောကိုယ့်ဟာကလက်လွန်ကုန်ပြီလောကီဥမာပြောကြပါစို့ဆိုလို့ရှိရင်မြန်ဆက်ရှင်မှာမှုကသေးကြတရားခံကသေးကြတရားသူကြီးကလည်းဒီဂရီချချိန်ပိုင်းကြံတော့တဲ့အဓိပ္ပာယ်ရောက်ဘယ်လောက်များဆိုးပါဗျာအဲ့ဒီမှာဒကာရမတို့44ချိန်တိုင်တယ်ဖះမှားဇာယဘိက္ခွေမာပမာရထဘိက္ခွေငါးရှိသတိများတို့ဇာယလမ်းွယ်တွေ့တုန်းကဆရာကောင်းသမားကောင်းတွေ့စဉ်ခါတော့ဥပဒနာလုပ်ထားကြကွမာပမာရထအဲ့ဒီချိန်အမေးချိန်မဟုတ်ဘူးကွအိုကအနာမရောက်ခင်သွားရမယ့်ချိန်ဟာမြန်လှုပ်လိုက်ပါဥပဒနာလုပ်ပါပဲ
ရှင်းမလား ရှင်းပါပြီ ပစ္စာအကယ်မလုပ်ခဲ့သည်ရှိတော့ပစ္စာသေတဲ့အခါကသေကံနိကြမှာဝိပရိသာရင်တော့ငါအနေမှားခဲ့လို့အသေးဖြင့်မှားရတော့မယ်အနေဆိုးလို့အသေးဆိုးနဲ့တွေ့ရတော့အရောက်ဆိုးနဲ့လည်းတွေ့ရတော့မဟုတ်နှလုံးမသာခြင်းရှိကြကုန်သည်မာဟုဝထမင်းတို့မဖြစ်ကြကုန်လင်အဲ့ဒီကြမှာမင်းတို့မှားပြီလို့လာလိမ့်မယ်တဲ့အဲ့ဒီချိန်မှာမှားပြီဆိုတော့လေစက္ကန့်ပိုင်းကြံတာဘယ်နဲ့လို့ပြင်ညမမြင်နိုင်ပါဘူး မပြင်နိုင်တော့ဥစ္စာရင်တော့သဘောပါလားအခုရှိတဲ့သာရသမီတွေဆိုရမြတ်တွေဆက်တွေအမျိုးမျိုးပစ္စည်းတွေပေါ့ဗျာဘာမှအထောက်ပံ့မရဘူးမရပါဘူး ဘေးကသားတွေမရတဲ့ခင်နာမင်းသားတွေကဘယ်နဲ့မှနေသေးတော့မရပါဘူးမရပါဘူးတရားဓမ္မတို့ကိုယ်အသက်နဲ့လဲရှာထားတဲ့ပစ္စည်းတွေကဟိုမရပါဘူးဗျာနေဘူးမရှောင်မိုးရမရှောင်အခုနေတိုင်းသွားပြီးရှာနေကြတဲ့ပစ္စည်းတွေကလည်းအဲ့ဒီချိန်မှာလမ်းလွယ်ပြန်ပေးနိုင်သေးလားမပေးနိုင်ပါဘူးဗျာကိုမြင်တာကငရဲနမိတ်တွေမြင်နေတယ်လွယ်ပေးနိုင်သေးရလားလို့ဆိုတော့အကူကြီးကလုံးဝမရမရပါဘူးတရားဓမ္မတွေကလူတိုင်းတွေ့ရမယ်နော်မှန်ပါဗျာဒီလမ်းကွဲလောက်ထားတဲ့လူတော့ဘုန်းကြီးကရဲဝံစာတောင်းခံဘုရားကဟောတဲ့အတွက်ရဲဝံစာတောင်းခံပါတယ်မတွေ့ပါဘူးတဲ့ဒီဥစ္စာမတွေ့ပါဘူးတဲ့တရားဓမ္မတို့အိုမှုကနာမှုမရောက်ခင်တာဥပဒနာလောက်ကိုလောက်ထားတဲ့ပုဂ္ဂိုလ်တွေ့ကိုမတွေ့ပါဘူးတဲ့မလောက်ထိုက်ဘူးလားလောက်ထိုက်ပါဗျာကြက်ကြက်စဉ်းစားကြပါတရားဓမ္မတို့အရေးကြီးပြောနေတယ်ဆိုတဲ့ဥစ္စာဘုရားကိုယ်က44ချိန်မှာတာဘုန်းကြီးကအခုဒီတစ်ခါပဲစဟောသေးတယ်မှန်ပါဗျာဥက္ကမဘုရား44ချိန်မှာတယ်ဆိုတော့ဘုရားကနှခွန်းပြောတဲ့ကိုယ်တော်ကြီးမဟုတ်ဘူးဗျမှန်ပါဗျာတခွန်းနဲ့အမှန်ပြောပြီးတဲ့ကာလတရားဟောတဲ့ကိုယ်တော်ကြီးမှန်ပါနှခွန်းပြောချိန်မရှိဘူးသူ့မှာအသက်တန်းကတူတူလေးဘုရားဖြစ်ရတော့ဟူဟောရဒီဟောရဟူပြည့်တဲ့မြောက်ကျွန်းပြည့်ရတာဝရင်သာတက်လျက်ဗြဟ္မာပြည့်တက်လျက်နဲ့နှခွန်းကိုပြောချိန်မရဘူးမရပါဘူးဒါလို့ရှုပ်တဲ့ကိုယ်တော်ကြီးက44ချိန်မှာတယ်လူပြေမှာလူပြေမှာကဲတရားဓမ္မတော့ဘလောက်ရေးကြည့်တယ်ဆိုတာသိပလားအဲ့တော့ကိုကခမည်းတော်စိတ်ထဲမှာအဝိဇ္ဇာနဲ့တဏှာကဥသိနေလို့အရေးမကြီးတာအသာထားဆရာပြောတာနဲ့ပဲခမည်းတော်ဒီအသာနဲ့ပဲအရေးကြီးပြီးသားလိုက်တော့ကိုယ်စိတ်ထဲကအဝိဇ္ဇာနဲ့တဏှာတွန်းမရတော့မှဆရာပြောတာနားထောင်မယ်ဆိုပြီးမှိတ်လိုက်မှန်ပါဗျာသဘောပါကြဆရာပြောတာကိုယ်သာကိစ္စတော့ဆရာနဲ့ဘုရားဟောတာသာကိစ္စတော့ကိုယ်စိတ်ထဲကတော့ဖြင့်နဲ့ဖြင့်လို့တစ်ဖက်လို့အဝိဇ္ဇာကတော့ဖြင့်ကြိုးစားအောင်တော့မလို့သူကအမျိုးမျိုးအချိန်တွေဆွဲပြီးဒီကလာတရားဓမ္မတွေကလှည့်စားနေဥမှာတော့သိကြပါတယ်မှန်ပါဗျာသဘောကျလားသူလှည့်စားတာကိုခင်ဗျားတို့ကမယုံပါနဲ့ဘုန်းကြီးနဲ့ဘုရားပြောတာကိုယုံပါမှန်ပါဗျာဘယ်နေရာလမ်းခွဲရမှာပါလဲဥမနာမိအိုမှုကတော့နာစီတို့သွားနေတယ်ဥက္ကမောရမရောက်ခင်လေအိုမှုကဘယ်သွားနေလဲနာမိသွားနေပါဗျာတို့တော့ဘယ်အချိန်နော်မရောက်ခင်ဥပဒနာလုပ်မရောက်ခင်ဥပဒနာလုပ်လိုက်ပါသဘောကျလားကျပါပါဥပဒနာလုပ်လိုက်ပါတဲ့ဒီဥစ္စာကဒကာဓမ္မတို့တေဂာနီးမှာမမဲ့အောင်လို့ဒါတော့ဆုံးမနေတာပါရှင်းမလားရှင်းပါပြီဘယ်လိုဆုံးမတော့ညံ့ဖို့ရင်ဖြစ်ဗျာဒကာဓမ္မတို့သူများလည်းမပြောနိုင်မျက်ရည်ကျင်းငယ်ကလည်းကြနားတွေပါတွေကလည်းနောက်ဆွဲခန္ဓာကိုယ်ကလည်းတစ်ခါတည်းစက္ခဏခွနဲ့ကြီးကကြိုက်သလိုလိုပါလိုလိုနဲ့သူကသူတော့မြင်နေတာမျက်လုံးကမြင်တာမဟုတ်ဘူးဒကာဓမ္မတို့ဝန်းထဲကမြင်တယ်မှန်ပါရှင်းမလားရှင်းပါပြီအဲ့ဒါအဲ့ဒီအချိန်ကြလာတော့မှဩငါဒီလူတိုင်းလိုနေခဲ့တဲ့အတွက်ကိုကျိုးဖြင့်ကောင်းကောင်းနေရဖာကိုဝန်းနဲ့တင်အန်ကျိတ်နေရတာတို့တော့အန္တာကျိတ်ရတယ်ဒကာဓမ္မတို့အချိန်မရှိတော့ကဲမဲ့ယူမဲ့အချိန်မရှိပါဘူးအဲ့ဒါခင်ဗျားတို့ကတော့ဖြင့်ကလေးတွေလိုဖြစ်ပြီးဒီကလာနေတော့အတော်ခဲရင်လည်းဘယ်နဲ့လုပ်မလဲဒီသားဒီသမီးနဲ့ဒီဟာဥပဒနာလဲလိုက်လဲမရှာနိုင်တွေ့ပြန်လဲအာမထုတ်နိုင်ခိုက်တာဆိုပြီးခင်ဗျားတို့ကကလေးကြီးကြီးပြီးမနေနဲ့ဟိုနေရာမှာတည်တဲ့ရေးကြည့်တယ်တွေ့လေဦးမယ်တေဂန်ဒီမှာတည်တဲ့ရေးကြည့်တယ်တွေ့လေဦးမယ်တွေ့မှသာလဲဥက္ကမောင်တို့ကပြပြတလဲလို့ပြချင်းကုံသွားပြီမှန်ပါဗျာရှင်းမလားရှင်းပါဗျာပြချင်းပဲနေတော့ကုံသွားပါဗျာကုံသွားပြီဒကာဓမ္မတွေပြချင်းကုံသွားပြီစက္ကန့်ပိုင်းကြံရပါတော့တယ်ဆိုတော့ဒါပြီးဝิญဉ်ချုပ်တော်မှာမှန်ပါချုပ်ပြီးတဲ့နေပြင်နေတဲ့အဲ့ဒီခေါင်းကသူပြထားတဲ့နမိတ်စီကိုဖြတ်ခနဲ့ဖြစ်တာမှန်ပါတခါတည်းငရဲကြမှာဖြင့်ငရဲတခါတည်းကြပါပြိတ္တာဖြစ်မှာဖြင့်အဲ့ဒီတောင်ချောက်ချားထဲမှာပြိတ္တာတွေကြီးကိုသွားဖြစ်တာသဘောကျလား
တခါတည်းတရားဓမ္မတို့ကဲခြင်းယူခြင်းကိုရှိသေးရဲ့မရှိပါဘူး။ကိုင်းချစ်လာကြသောသာသမီငယ်လေးမြတ်လာကြသောခင်မွန်းတယ်တို့ဥဇာမင်းစာရဲ့လို့စုပြီးတခါတဲ့အသက်နဲ့လဲရှာတဲ့ပစ္စည်းတို့ဘာများကယ်ဖို့ယူဖို့ပေါ်လာသေးတယ်မပေါ်လာတော့ဘူးနော်ဩတရားဓမ္မတွေပင်ပန်းထားလိုက်တာတွေပင်ပန်းကျိုးနှက်လို့ရှိရင်လည်းခွန်ကြီးများကကြိုးစားကြလို့ဥက္ကမောင်ခိုင်းပါတယ်ဗျာမှန်ပါဗျာအခုတော့ဘယ်လိုပဲသူတို့ကဖြင့်အကူအညီမပေးနိုင်တာကကောင်းကောင်းကြီးရှင်းတယ်မရှင်းသေးဘူးလားအဲ့တော့တရားဓမ္မတို့မဲ့ပြီးတကလားသေရပါလေဝိညာဉ်ချုပ်တယ်မဲ့ပြီးချုပ်ဘာဖြစ်လို့မဲ့ချုပ်သွားပါလိမ့်မလို့မျက်နှာအနေထားပြတ်သွားပါလိမ့်မလို့ကြည့်လိုက်တဲ့အခါကျတော့မသေးခင်မြင်ရဒါကမသက်သာတဲ့အတွက်ဥက္ကမောင်ကြီးဒီယုတ်ကကြမ်းနေရခဲ့ပြီးဒီကလာပြိဿေကဟိုမှာသွားပြီးဒီကလာခொနကမကောင်းတဲ့ကံတွေကဒီခါပြစ်ချရတယ်ပေါ့ဗျာမှန်ပါပါကမ္မံဥပကတ္တဆိုပြီးဒီကံကနေကံကတော့ဒီမှာချုပ်ရတာပေါ့ဥပကတ္တကဟိုသွားပေါ်နေမှန်ပါပါလောကီမှာပြောကြဆိုတော့ဒီကနေပြီးကလာမမီတဲ့ဥစ္စာကိုခဲနဲ့ပြစ်လိုက်တဲ့အခါကျတော့လက်ကဟိုရောက်သလားတဲ့ခဲတာသိရှိရရောက်သလားခဲလက်ကကန်နဲ့တူတယ်ခဲကကျိုးပေးနဲ့တူတယ်လက်ကတော့လိုက်မသွားဘူးမှန်ပါဗျာရှင်းမလားရှင်းပါပြီအဲ့ဒါလိုက်မသွားဘဲနဲ့ဒကာဓမ္မတို့ဒီကကံကပြစ်ချလိုက်တယ်လို့ဆို냐တော့လေသူကဒီကနေပြီးအကြောင်းဆက်လိုက်တာနဲ့ဟိုမှာအကျိုးခန္ဓာကြီးအပယ်ခန္ဓာကောင်ကြီးပြိတ္တခန္ဓာကောင်ကြီးပြိဋ္ဌာန်ခန္ဓာကောင်ကြီးသွားပေါ့အဲ့တော့မတေခင်ကမြင်ထားတော့ဒီအလောင်းဟာဖြင့်အတော်မင်္ဂလာမဲ့တဲ့အလောင်းမဲ့နေတဲ့အလောင်းမှန်ပါဗျာဘာဖြစ်လို့မဲ့ပြီးမှဝိညာဉ်ချုပ်မှန်ပါဗျာဘယ်ချိန်ချုပ်သွားပါမဲ့ပြီးမှဝိညာဉ်ချုပ်သွားတော့ဩဒီပုဂ္ဂိုလ်ကဘာမှအကဲမခတ်နဲ့တလန်းသွားတာအကဲခတ်လိုက်သိကြလားသိကြပါဗျာသို့တော်သူမဲ့ရမတ်တတ်နေတော့ဖြင့်အန်ကြည့်ပြီးကြလားအနေဆိုးနေကြလို့အသေးဆိုးတော့ဖြင့်ကိုတယောက်တည်းတွေ့ပေါ်ဟာဆိုပြီးနေကြဘလို့ဆိုးရအဲ့ဒါကြောင့်ဓမ္မတွေအမိဖတ်သမင်းညာဒကာကြီးကိုမောင်မတွေဖြစ်နေတော့ဟာဒကာဓမ္မတွေဒီကနေဒီမြောက်ခင်ဒီနာခွဲလိုက်ပါအေးဆိုစီမနေပါနဲ့မပြောရဘူးပြောလိုက်ပါခင်ဗျားတို့အေးသလောက်ဒီမြင်ရတဲ့လူကမအေးဘူးခင်ဗျားတို့ကမသိအေးနေတာတော့ကြခင်ဗျားတို့တွေ့ရမယ်ဒုက္ခမသေးဘူးနော်မသေးပါဘူးဒါကြောင့်ဒါတော့ပြောနေတာသဘောပါကြဒါရင်ဘယ်နေရာနဲ့လမ်းခွဲကြမှာတော့ရောက်သွားရင်လည်းခွဲလို့မဖြစ်လို့ရောက်သွားရင်လည်းခွဲလို့မဖြစ်လို့ဆိုတော့ကောင်းကောင်းကျင့်တတ်ပါလားအဲ့တော့ခန္ဓာကိုယ်ကြီးကခင်ဗျားတို့ကအရက်ခိုင်းလို့လေအိုမှုကနာမှုမသွားပါနဲ့လို့ဆိုရမှာလေခင်ဗျားတို့ဆူတောင်းကလူပြရပါလို့ဆိုတော့အိုမှုကနာမှုသွားရပါလို့ဤကလည်းပါပြီးသားအပြီးဖြစ်နေတဲ့ဥပါဒံဘယ်နဲ့မှမတတ်နိုင်ပါဘူးအဲ့တော့မရောက်ခင်ပဲမိုက်ကင်လန်းကိုခွဲရမှာပဲမှန်ပါဗျာသဘောကျပါလားဘယ်ချိန်ခွဲကြမရောက်ဘူးမရောက်ခင်အိုမှုကနာမှုမရောက်ခင်ဒီနာမှုကလည်းနာမှုပြီးရင်ဟိုတေမှုပဲကူတာကဥက္ကမောင်ရဲ့မကြဘူးနော်မကြပါဘူးအဲ့ဒါကြောင့်ဒကာဓမ္မတို့သာသမိကလှည့်စားလို့လည်းခင်ဗျားတို့ကမယုံနဲ့သာသမိကကျွန်တော်တို့ငယ်သေးတယ်ဆိုပြီးသူတို့ကသုံးလိုက်ဖြုံးလိုက်နင်းတို့ကြောင့်ခက်တယ်လုံးမနေနဲ့ကိုကြောင့်ခက်တယ်လုံးကိုအေးခက်တယ်လုံးပါဥက္ကမောင်မှန်ပါပါဘုရားအေးခက်တယ်လုံးပါကိုအေးခက်တယ်ပါနင်းတို့သားတွေသမီးတွေကမလိမ္မာလို့နင်းတို့အတွက်ခက်တယ်မဟုတ်ဘူးငါအတွက်ခက်တယ်ကြီးလုံးရှင်းမလားသူများအတွက်ခက်ကိုမနေပါနဲ့သူများအတွက်ခက်ပြီးဒီကလာမနေပါနဲ့သူများအတွက်ခက်ဆိုတာကိုယ်သမှုရိယကသွားခက်နေတာမှန်ပါပါသူများခက်ပေးပါလို့ပြောလို့လားကိုယ်ကမနေနိုင်လို့ခက်နေတာလားကိုယ်ကမနေနိုင်လို့ခက်နေတာကိုယ်ယူထားတာရေးဥစ္စာဒါပြောနေကြမလိုပါဘူးလိုသေးလားလိုပါဗျာအဲဒါကြောင့်ခင်ဗျားတို့ကလည်းလောကမကောင်းအောင်မနေရင်လောကကောင်းတာကလွန်လွန်းတယ်မှန်ပါပါဥပါရင်လောကမကောင်းတဲ့နေရာမှာကောင်းပါဘူးလောကကောင်းအောင်နေရာကြတော့ကောင်းပါဘူးကိုယ်ရေးလောကကောင်းအောင်မှကြတော့မကောင်းဟိုသားတွေသမီးတွေရေးကြနင်တို့အတွက်ခက်ပါသေးရဲ့နင်တို့အတွက်ဆိုလို့ရှိရင်ဖြင့်ငါဖြင့်ပြောမပြောချင်ဘူးမပြောချင်ဘူးဆိုရင်ပိတ်နေတာမဟုတ်ဘူးပူနေတာသဘောကျလားအမှန်မဆိုးပါဘူးလားအဲ့ဒီမှာဒကာဓမ္မတွေအဲ့ဒီအပြောတွေအဲ့ဒီအနေတွေနဲ့သူတို့လူလားမြောက်မှုနဲ့သူတို့ကိုခင်ဗျားတို့ကကြောင်းကြမှုနဲ့သာရှင်ဒီသာရောက်တော့လမ်းကွမတွေ့လိုက်ဘူးမှန်ပါပါတွေ့သေးရဲ့လားမတွေ့ပါဘူးဗျာဘယ်လောက်နာတော့ညာနာပါဘူးကဲဘယ်နှချိန်မှာကြဲဗျာ44ချိန်ဟေးအိုမှုကနာမှုမရောက်ခင်မြန်ဥပဒနာလုပ်လိုက်လို့
တရားဓမ္မတွေ44ချိန်တောင်မှာ44ချိန်တောင်မှာတယ်ဇာယထဘိက္ခွေမာပမာဒထဇာယထဘိက္ခွေမာပမာဒထဘုရားကြီးအရေးကြီးလို့မှာတာပေါ့မှန်ပါဗျာသဘောပါကြဒါဖြင့်တရားဓမ္မတို့ခင်ဗျားတို့ကလည်းဘယ်လိုဟာတွေများသလဲလို့မေးတဲ့အခါကျတော့တေဂန်ဒီမှာနမိတ်ထင်ရမှာမကောင်းတဲ့နမိတ်ထင်ကြသိများမှန်ပါဗျာဘာလို့တော့မြတ်တာတန်လားသမိတန်လားပစ္စည်းတန်လားအယောင်းဝယ်တန်လားသဘောကျလားလောက်ကခံခဲ့ရတာလဲသာဝတ္တဘုရားကြက်တဲလေးလေးဒါညံကူရလေးလေးဆိုတော့လေမိစ္ဆာရှိဝတွေကလည်းဥပါဒင်များလာတယ်နော်များလာတဲ့အခါကျတော့အဲ့ဒါတွေကလည်းဒီကနေ့သူကနမိတ်ဆိုးပြမယ်ကံတွေဆိုရင်တော့လွယ်ပါမလွယ်ပါဘူးဗျာခိုင်းတာဖြင့်ဒီကဓမ္မတို့မသေးခင်ကသွားရမယ်လမ်းကိုသိတယ်ဆိုတာကျေနပ်ပါလားကျေနပ်ပါဗျာကောင်းပြီတိုင်းကောင်းတာလုပ်ထားတဲ့ပုဂ္ဂိုလ်လေဥပဒနာလုပ်ထားတဲ့ပုဂ္ဂိုလ်လေဒီမသေးခင်ကသူသွားရမယ်လမ်းသိတာမှန်ပါဗျာရှင်းမလားရှင်းပါဗျာဝိပဿနာလုံးမထားတဲ့ပုဂ္ဂိုလ်လည်းမသေးခင်ကသူသွားရမယ်လမ်းကိုတော့သိပါဗျာသိတာပဲဝိပဿနာလုံးထားတဲ့ပုဂ္ဂိုလ်များကြတော့ဘုရားသခင်ကိုရမကြီးကြတော့ဝိပဿနာလုံးထားတဲ့ပုဂ္ဂိုလ်တွေကြလာတော့တရားဓမ္မတို့ပြုံးမြန်နေလိုက်သေးဒီကနေ့မှသူများမျက်ရည်ကြီးငယ်ကြမျက်နှာတွေတွန့်လိုက်ပြီးစက္ကနဲ့လန့်တယ်လို့ပါလို့ဖြစ်လိုက်သေးတယ်သူ့မလို့အိန္ဒိယရကြီးပြုံးမြန်နေလိုက်သေးတယ်ဘာဖြစ်လို့ပြုံးတော့ဆိုတော့ဩဒုက္ခကိုကျွတ်သွားလို့ဝမ်းသာခொနည်းပုဂ္ဂိုလ်ကတော့ဒုက္ခတွေတွေ့ရမှာမဟုတ်ဝန်းနေမှန်ပါဘူးဥက္ကမောင်ကြီးမှန်ပါပါဒုက္ခတွေတွေ့ရမှာပုဂ္ဂိုလ်ကဝန်းနေပါဒုက္ခကျွတ်သွားတဲ့ပုဂ္ဂိုလ်ဝန်းပါအဲ့ဒါဝမ်းသာတဲ့ပုဂ္ဂိုလ်ပြုံးနေရှင်းကြပါဒုက္ခတွေတွေ့ရမှာကိုယ်ကိုယ်လည်းမြင်နေတဲ့သားကလည်းမကူသမီးကလည်းမကူပစ္စည်းကလည်းမကယ်နိုင်နဲ့ဆိုတော့တခါတော့မဲ့ပြီးမြဲကြီးငယ်ကြဆက်တုံပြီးဝိညာဉ်ချုပ်ဘယ်တော့ကြောက်เสียကောင်းနော်ဓမ္မတို့တာဘုန်းကြီးကဟောတယ်ဆိုလို့မှတ်ခရက44ချိန်ဟောတယ်ဆိုတော့မှတ်လိုက်ပြီတော့ဓမ္မလွယ်ရန်တွေ့ရမယ်ကြုံရမယ်စကားနဲ့လမ်းပဲဆိုတာဖြင့်ဓမ္မတွေဘာမှတန်တရားမရှိပါနဲ့မရှိပါဗျာသဘောပါလားဥက္ကမောင်ရေအခုနေခဲ့ထိုင်ခဲ့တယ်ဒီအလျှော်ရင်းနော်မှန်ပါဗျာအားလုံးဓမ္မတွေခင်ဗျားတို့နေခဲ့ထိုင်ခဲ့တော့ဘာနဲ့စားခဲ့ဘာနဲ့ဝတ်ခဲ့ရောက်ခဲ့အလျှော်ကြီးမှမှန်ပါဗျာလမ်းခွဲမတွေ့သေးသေးအလျှော်ကြီးပဲရှင်းမလားတပည့်တော်ဗျာငယ်တုန်းကကျိုးပေးအိုးကျိုးပေးလဲလျှော်ပဲမကြီးမှကျိုးပေးပဲအဲ့ဒီကျိုးပေးတဲ့အလျှော်ပဲမကင်လမ်းကိုမခွဲနိုင်သေးအလျှော်ကြီးပဲတေကန်ကြီးတော့ခொနဲ့ကမြေကြီးငကြအောင်မှကြီးပဲသဘောကျပါလားအဲ့တော့ခင်ဗျားတို့ဘယ်ရင်မေးမနေနဲ့ငယ်တုန်းဥဇာတကောင်းမလားငယ်ဇာတကောင်းမလားဘာမေးမနေနဲ့ဒီလမ်းနဲ့ဒီလမ်းကိုသာရလို့ရှင်ဒါကံကောင်းဆုံးသာဆုံးမဲ့ချက်ရှင်းမလားဒီလမ်းနဲ့ဒီလမ်းကွဲတာတွေ့လို့အခုဆရာကောင်းနဲ့တွေ့တယ်ခင်ဗျားတို့အခုလုပ်တယ်ကဲဒါဒီဟာဖြင့်ခင်ဗျားတို့တဘွားလည်းကောင်းတာမဟုတ်ဘူးတဲ့တန်တရားဒုက္ခစခန်းတအောင်ကောင်းတဲ့ကောင်းဖြစ်လေသောကြောင့်ဒါသလိုက်မှန်ပါဗျာသဘောကျလားလမ်းခွဲကြပါဘယ်ကနေခွဲကြမယ်ဘုရားအဲ့ဒီလမ်းကဘာလမ်းပါလိမ့်ဗျာမက်ကင်လမ်းနဲ့မက်ကင်လမ်းဆိုတာဒကာဓမ္မတို့တဖြောင်းတည်းနဲ့ဒုက္ခချုပ်တတ်စီရောက်တဲ့လမ်းမှန်ပါဗျာတပည့်ကြတဖြောင်းတည်းနဲ့ဒုက္ခချုပ်တတ်စီရောက်ပါတော့ဗျာဒါဖြင့်အဲ့ဒီဒုက္ခချုပ်တတ်စီလမ်းကလည်းခေါင်းကအိုရကနာရမရောက်ခင်တဲ့ကိုဒါအရရှာထားမှာကိုဗျာမှန်ပါဗျာရှင်းကြပြီနော်ဒါဖြင့်ဒကာဓမ္မတို့ခမည်းတော်အမတ္တမကိုယ့်အကြောင်းကိုဖြင့်ဆရာဘုန်းကြီးကကောင်းကောင်းသိအောင်သေချာပြောပြီဒီကမသာဖို့တဲ့ပုဂ္ဂိုလ်များကသူကတော့သိသွားပြီဆိုပါတယ်မသာဖို့တဲ့ပုဂ္ဂိုလ်တွေကတော့ဖြင့်လူလို့တန်လို့ပေးလို့ကန်းလို့ကားတွေနဲ့ဟုတ်လားအလောင်းနဲ့ပြန်လို့ရှင်လို့ဘာပြင်းနေဟိုပုဂ္ဂိုလ်ကဘာမှမဆိုင်ဘူးမဲ့တယ်ဓမ္မဘာဆိုင်သေးလို့ဆိုင်ပါဘာမှမဆိုင်ပါဘူးခင်ဗျားတို့ကဒီမဲ့တာကိုသာကိစ္စမဟုတ်မသာကြီးကြသွားအားကြမနေနဲ့မသာကြီးကြကသူသားသမီးတွေကသူပစ္စည်းကျန်နေလို့သူ့ကိုချင်းမြောက်ကြတာသာဆိုရတယ်သူလည်းမရဘူးသဘောကျလားဘယ်ရလိမ့်မလို့မဲ့တယ်ဓမ္မကတော့ဥက္ကမမရဘူးစိတ်သက်ချက်ရနိုင်မှာမလားမရနိုင်ဘူးတကယ်တောက်လျှောက်ကိုတကယ်ပြိတ္တာရှိသွားတောက်လျှောက်အပယ်သွားဘယ်နဲ့လို့ခိုးရောက်ရဲအောရင်ပြီးခံယူမရှိတော့ဒီအမျှတွေကိုရှုံမနေနဲ့ကြားကုန်မကြားဘူးကြားနိုင်မှာမလားကြားနိုင်ပါဘူးအဲ့ဒါတော့တော့အယုဆိုးပြီးဒီကာလနေတော့ဒကာဓမ္မတို့လမ်းခွဲဖြင့်အခုအချိန်ပိုင်းပြန်သေးလို့ခွဲချက်သမ်းပါဦးမှန်ပါဗျာ
သဘောပါလားအခုခွဲနိုင်ခွဲမယ်ဆိုရင်အားလုံးခွဲနိုင်ကြသေးတယ်နော်ခွဲမယ်ဆိုရင်အားလုံးခွဲနိုင်တယ်အခုအားလုံးကအိုကြပါပြီနာရက်စီမရောက်သေးလို့အခုဘုန်းကြီးစီမှာတရားနာလာကြအဲ့တော့ဘုန်းကြီးဒီနေရာနေပြီးဒီဓမ္မတို့ခွဲလိုက်ဘုံကနာမှုမရောက်ခင်လေဥပဒနာလှုပ်လိုက်ဆိုတော့လမ်းခွဲလိုက်တာပါရှင်းပြီနော်ရှင်းပါပြီကောင်းပြီဒါဖြင့်အားလုံးပဲသဘောတူကြပါကိုယ်အရေးကြီးဖြစ်နေလို့မှန်ပါဗျာဒီတရားပွဲမှာဓမ္မတို့မဲဆန္ဒအကုန်ပေးရမှာပဲမှန်ပါဗျာဒီလမ်းဟာဒီနေရာခွဲမှာပဲဖေရဆိုတဲ့ဥစ္စာဖြင့်လူတိုင်းပေးရမှာပဲပေးရပါဗျာရှင်းပြီနော်ရှင်းပါပြီကောင်းပြီဒါဖြင့်ဓမ္မတို့ကဲမဲ့သေးဓမ္မမဖြစ်အောင်ပြုံးသေးဓမ္မဖြစ်ဖို့သိအရေးကြီးမှန်ပါဗျာဒုက္ခမောဘာရေးကြီးပြုံးသေးဓမ္မဖြစ်ဖို့ဒါကြောင့်ဝတ္တကာရပုံနာကမေးအရှင်ဘုရားဒါဘုရားသခင်ကိုရမကြီးကိုလူများတပည့်တော်အယူကားတော့ဖြင့်လူဟာသေးရမှာကြောက်တဲ့လူကြီးပဲလို့အောက်မိတယ်ပုံနာကွမင်းကလည်းသိဖြစ်နေတာကိုသေရမှာကြောက်တဲ့ပုဂ္ဂိုလ်တစ်မျိုးကွမကြောက်တဲ့ပုဂ္ဂိုလ်ကတစ်မျိုးကွနှစ်မျိုးရှိတယ်ကွအင်္ဂုတ်ထုံမှာလာတယ်ဒကာဓမ္မတို့သေရမှာကိုကြောက်တဲ့ပုဂ္ဂိုလ်မှတ်တာအဲ့ဒီတဲ့ကိုကလမ်းခွဲလိုက်တဲ့ပုဂ္ဂိုလ်ကမကြောက်ဘူးဒီတိုင်းသားရဲ့သမီးဇုံပြစ်ပြီးတဲ့ကရာသေတီတောင်လိုက်တဲ့ပုဂ္ဂိုလ်ဟာကြောက်ရမယ်ဆိုတဲ့ဥစ္စာသိကြပါလားသိကြပါပါအဲ့တော့ဒကာဓမ္မတို့ပုံနာမဲတာကိုဘုရားရှင်းတာကိုသဘောကျပါကြပါဗျာတို့ငါပြောမယ်ကဝတ္တကာရပုံနာယမင်းသေးချာမှတ်ထားကမင်းကတလုံးနဲ့ကြီးပဲသူကတော့ဖြင့်သေးတဲ့ပုဂ္ဂိုလ်ဒီကနေ့ကြောက်သေးကြီးပဲရှိပါလိမ့်မယ်တပည့်တော်ဒီလိုယူရှိပါတယ်ဆိုတော့ဘုံနာဒီလိုမှတ်မနေနဲ့ကွပြုံးသေးတဲ့ပုဂ္ဂိုလ်လည်းရှိသေးတယ်ကွကြောက်ပြီးမဲ့သေးတဲ့ပုဂ္ဂိုလ်လည်းရှိတယ်ပြုံးနေမဲ့သေးနှမျိုးရှိတယ်ကွလို့ဘုရားကသေချာဟောမှန်ပါပါသဘောကျလားဘယ်လိုပါလဲပြုံးသေးမဲ့သေးနှမျိုးရှိတယ်ဆိုတော့ကိုမြတ်ရွှေချွတ်တို့ပြုံးသေးပဲလိုက်ဖွယ်ရဟာအရေးကြီးတာပေါ့ကြီးပါဗျာပြုံးသေးပြောစမ်းပါအောင်ဘုရားဆိုတော့မှဒကာဓမ္မတွေအုံမိုးကနာမှုမရောက်ခင်ဥပဒနာလမ်းခွဲရှိတဲ့ပုဂ္ဂိုလ်မှာပြုံးသေးတယ်မှန်ပါဗျာမသေးသေးဘူးတင်ပြီးဒီကလာစီးပွားရေးနဲ့သာသမီရေးကိုသာလိုက်နေတဲ့ပုဂ္ဂိုလ်ကြတော့ဒကာဓမ္မတွေဒီလမ်းခွဲကကြောသွားပြီးကလာဖြတ်ဆိုဘုဘုကနေပြီးနာမှုကိုချက်ချင်းကုပလိုက်တာပဲရှိသေးတာရှိပါဘူးကုပလိုက်တဲ့နာမှုကသေမှုလည်းချက်ချင်းကုပလိုက်တော့ဒကာဓမ္မတွေလမ်းခွဲကိုတွေ့ခဲ့သေးရဲ့လားတွေ့ပါဘူးခွဲရမယ်နေရာနဲ့ကိုကသတိမထားမိဟောသာယသမီးစီးပွားရေးကရေးကြည့်နေတာနဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးကြတော့ကွာတဲ့ဘုရားသခင်ကိုရမကြီးကမဲ့သေးရမယ်ကွာရှင်းမလားဒါဖြင့်သေတဲ့ပုဂ္ဂိုလ်များမှာဘယ်နှမျိုးရှိသလဲဘယ်လိုပါလိမ့်မယ်ခိုင်ပြုံးတယ်နဲ့မဲ့သေးရှင်းပြဒကာဓမ္မတို့ပြုံးတယ်နဲ့မဲ့သေးရှင်းပြပြုံးတယ်ဆိုတာမဲ့တယ်ကိုရှင်းကြဆိုတော့နော်မဲ့တယ်ရှင်းလိုက်ရင်ပြုံးတယ်ကတခါတည်းတွန်းဝင်လာတယ်ငါးပါးအာယုံကာမဂုဏ်ကိုဖြစ်ပြတွေရှုမထားတော့ဘူးတာယတန်သာသမီပစ္စည်းတွေခင်းတွဲတဲ့ပုဂ္ဂိုလ်ဟာလေတဲ့ငါးပါးအာယုံကာမဂုဏ်ခင်းတွဲပြီးသေးတဲ့ပုဂ္ဂိုလ်ဟာလေဒကာဓမ္မတို့မဲ့သေးတယ်မှန်ပါဗျာသဘောကျလားကျပါဗျာရှင်းပြီနော်မိမိခန္ဓာကိုယ်ဥပဒနာမလုပ်တဲ့ပုဂ္ဂိုလ်ကတော့မခင်းဘူးအဲ့ဒီလိုခင်းတဲ့ပုဂ္ဂိုလ်ကလည်းမဲ့သေးပဲရှင်းမလားဒါဖြင့်ဒကာဓမ္မတို့ပြီးတော့မကောင်းတဲ့ဖြင့်အကုသိုလ်တွေလုပ်ထားတဲ့ပုဂ္ဂိုလ်ဟာရောမဲ့ဒါဖြင့်မကောင်းတဲ့အကုသိုလ်လုပ်ထားတဲ့ပုဂ္ဂိုလ်လည်းမဲ့သေးငါးပါးယုံကာမဂုဏ်ခင်းတဲ့ပုဂ္ဂိုလ်လည်းမဲ့ကိုကိုခင်ပြီးသေးတဲ့ပုဂ္ဂိုလ်မဲ့ပါဗျာဒါဥပဒနာမပါဘူးဆိုတော့သိကြသွားပြီမသိကြဘူးလားသိကြပါဗျာဥပါရင်မှတ်မိဗလားမှတ်ပါဗျာမကောင်းတဲ့အကုသိုလ်တွေလုပ်ထားတဲ့ပုဂ္ဂိုလ်လည်းမဲ့သေးသာသမီနဲ့ပြည့်စည်ငါးပါးယုံကာမဂုဏ်ခင်းသေးတဲ့ပုဂ္ဂိုလ်မဲ့ပါဗျာမိမိခန္ဓာခင်းသေးတဲ့ပုဂ္ဂိုလ်မဲ့ပါဗျာဒါပြန်မဲ့သေးက၃မျိုးပြုံးတွေကတော့ဒါပြောင်းပြန်လဲလိုက်ဒကာဓမ္မတို့ခုကလည်းဒုစရိုက်တွေမလုပ်ဘူးဟုတ်လားသာသမီနဲ့ပြည့်စည်ကိုလည်းကုံဥပဒနာတင်ထားတယ်မိမိခန္ဓာကြီးကိုလည်းဖြစ်ဖြစ်နဲ့ရှုထားတယ်အဲ့ဒီပုဂ္ဂိုလ်ကတော့ပြုံးသေးပဲသဘောကျဒါဖြင့်ဒကာဓမ္မတို့မသာခြင်းနဲ့မတူသေးပါလားဆိုတာပေါ်လာ
ဘယ်လိုများပေါ့မဲ့ရသေးတဲ့မသားကတော့ဖြင့်တရားဓမ္မတို့ထမ်းသာပို့လိုက်ရတယ်ဝတ္တရားမို့ထမ်းပို့လိုက်ရတယ်သူ့အတွက်ကဖြင့်အတော်60ကောရှင်းမလားရှင်းပါပြီပြုံးပြီးဒီကလာသေးတဲ့ပုဂ္ဂိုလ်များကြတယ်တရားဓမ္မတို့အရိယာသေးဒါဖြင့်အရိယာဒီဖြစ်အောင်တရားဓမ္မတို့မခင်မဲနဲ့သူစိတ်သူကဒီကလည်းမလုံနဲ့ငါးပါးယုံကာမဂုဏ်လည်းမခင်နဲ့ကိုယ်ကိုယ်လည်းမခင်နဲ့ဆိုတော့ဒါတွေရှုံနေတယ်တလုံးနဲ့ဘုန်းကြီးကဘယ်ဒါတွေရှုပ်ပါတယ်ဖရာအသုံးမျိုးဟောတယ်ခင်ဗျားတို့ခန္ဓာကိုယ်သာဖြစ်ဖြစ်ရှုပြီးဒီကလာသေလိုက်စမ်းပါဆိုတော့ဒီပြန်ဟာခင်သေးရလားမခင်ပါဘူးဗျာဒီပြန်သူစိတ်တွေကလည်းတိုးနိုင်သေးရလားတိုးနိုင်ပါဘူးသူစိတ်ကလည်းမဟုတ်နိုင်ငါးပါးယုံကာမဂုဏ်ကလည်းမိမိခန္ဓာလည်းဖြစ်ဖြစ်ရှုနေသောကြောင့်မိမိခန္ဓာလည်းခင်တာလာသေးရလားမလားတော့သေကနီးနေမသေးခင်ကလည်းဒုက္ခချုပ်ဘူးတဲ့ပုဂ္ဂိုလ်ဖြင့်ပြုံးနိုင်ပါတယ်အတေကနီးမှာပါတဲ့အလောတကြီးပဲဒါလုံးနေကြအာစင်ကံရှိတဲ့ပုဂ္ဂိုလ်မျိုးလုံးလိုက်ပြန်လို့ရှိရင်လည်းပြုံးပြီးဒီကလာဩဝန်ကြဖဆိုပြီးဝิญဉ်ချုပ်သွားတယ်သဘောကျဒါဖြင့်ဘုက္ကမရေဖရာသခင်ကိုရမကြီးကလူလေလေးမရှိဘူးနော်မှန်ပါပါဗျာခိုင်းဒကာဓမ္မတို့သေပဲနှမျိုးရှိပါလေနှမျိုးရှိပါဗျာပြုံးတယ်မဲ့တယ်နှမျိုးရှိရှင်းမလားပြုံးတယ်မဲ့တယ်နှမျိုးရှိပါဗျာပြုံးတယ်မဲ့တယ်ဆိုတာနှမျိုးရှိတော့ပြုံးတွေကဘာဖြစ်လို့တုံးဆိုတော့ဒကာဓမ္မတို့ငယ်တုန်းကမိုက်ခဲ့တဲ့ကံတွေကိုလည်းဝိပဿနာဉာဏ်နဲ့မဉဏ်တွေကဖြတ်ချလိုက်မှန်ပါပါသာသမီနဲ့ပြည့်စည်ခင်တဲ့ကံတွေကိုလည်းဝိပဿနာဉာဏ်ကဖြတ်ချလိုက်မှန်ပါပါကိုယ်ခင်တာတွေလည်းဝိပဿနာဉာဏ်ကဖြတ်ချလိုက်အဲ့ဒါသူကကံဖြတ်ပြီးတည်တဲ့ပုဂ္ဂိုလ်မျိုးပြုံးတယ်မှန်ပါပါကံတွေကဆိုင်ရာမတရားပြန်လိုက်ကျုပ်ပေးနေမယ်ဆိုလို့ရှိရင်ဥက္ကမောမဲ့သည်မှန်ပါပါရှင်းမလားရှင်းပါပါကဲဒါဖြင့်ဓမ္မတို့ဥပဒနာအလုပ်မဉ္ဇဉ်အလုပ်ဟာကံပြအလုပ်ဆိုတာသိကြပါလားသိကြပါပါကောင်းပြီဒါဖြင့်ဓမ္မတို့ဒီလံခွဲလေးရမှာဥပဒနာအလုပ်လုပ်ကြစို့မှန်ပါပါရှင်းမလားရှင်းပါပါကဲဒီဝတ္ထုလေးတကွနည်းနည်းထုတ်ပြပါမယ်ဓမ္မတွေရှင်းသွားအောင်မေဇိမပါဏသပါဠိတော်ပုဂ္ဂုရဝရီတုတ်ဒါကိုပြောမယ်ဥက္ကမောမေဇိမပါဏသပါဠိတော်ပုဂ္ဂုရဝရီတုတ်ဒါကိုဟောမယ်တဲ့ဓမ္မတို့နော်ရန္တာဖြစ်ကြပါတယ်တဏှုံတိရာတယောက်ရန္တာဖြစ်တာကတယောက်ဆိုတာရှင်းရှင်းလင်းလင်းပဲပေါ်လာပါလိမ့်မယ်ဒါကြောင့်ဓမ္မတို့ဝိပဿနာဉာဏ်မဉာဏ်လို့ဟာဘာပါလိမ့်မလို့မေးတဲ့အခါကျတော့ကံပြလို့ဖေဟာမှန်ပါပါဒါသိချာမှတ်လားဝိပဿနာဉာဏ်မဉာဏ်လို့ဟာအကုသိုလ်ကံတွေလည်းဖြတ်တယ်ဝတ်ထဲလည်းမကုသိုလ်ကံတွေလည်းဖြတ်ပါဘူးဩဒါပြန်ဥပဒနာလုပ်ဒီကားလို့ရှိရင်မကောင်းကံဟူသေးဖြင့်အကုန်ဖြတ်နိုင်တာပဲရှင်းမလားရှင်းပါပြီအဲ့တော့ဒါတွေသိထားတော့မှမကောင်းတဲ့ကံတွေလည်းသူကဖြတ်တယ်မကောင်းတဲ့ကံဆိုတာအကုသိုလ်လည်းမကောင်းတဲ့ကံပဲကုသိုလ်ကံပေမဲ့လည်းဝတ်ထဲလည်းနေမဲ့ကံဆိုလို့ရှိရင်ဖြင့်သူဟိုကံလောက်သာအယုတ်မဆိုးတယ်သူအယုတ်ဆိုးတာတစ်မျိုးပဲလို့မှတ်ရအောင်မှန်ပါပါဘုရားမှတ်တယ်မှတ်တယ်အဲ့တော့အဲ့ဒီကံနှစ်ကံစလုံးကိုဘာလို့မယ်ထင်လဲဥပဒနာဉာဏ်မဉာဏ်ခင်ဗျားတို့ဖြတ်ပါလိမ့်မယ်ဩဒါဖြင့်သူကုစားရရှိသေးတယ်နော်မဲ့တယ်ဘဝဆိုတာဒီအကုသိုလ်ကံစင်မှန်းရင်မဲ့တယ်တရားမှာဟုတ်မှန်ပါပါသဘောကျလားကုသိုလ်ကံကလည်းဝတ်ထဲလဲတဲ့ကုသိုလ်ကံကနေပြီးစီမံလိုက်ပြန်တော့ပြုံးတာပြုံးရတယ်အစအဆုံးပြုံးရတာမဟုတ်ပြန်ဘူးဟုတ်ပါဘူးအဲ့ဒါလည်းမကောင်းသေးတော့ဘူးတခါတော့ဝတ်ထဲလဲတဲ့ကံဟူသည်ကုသိုလ်ကံရောအကုသိုလ်ကံရောတခါဓမ္မတို့ဒီဥပဒနာညာမဉဏ်ကဖြင့်အကုန်ဖြတ်ပေးပါလိမ့်မယ်မှန်ပါပါရှင်းမလားရှင်းပါဗျာဘုကမောင်ရေကံဖြတ်လိုက်မနော်မှန်ပါဗျာဘယ်သူကဖြတ်မှာပါလိမ့်မယ်ဝိပဿနာညာပါဗျာဝိပဿနာညာမဉဏ်ကဖြတ်လိုက်တဲ့အခါကျတော့ရှင်းဖြင့်ဒကာဓမ္မတွေကိုအမှားတွေအကုန်ပယ်ပေးတာလို့ဆိုစမ်းပါမှန်ပါဗျာဝတ်တောင်းတာလောက်ထားတဲ့ကံတွေလည်းပယ်ပါလိမ့်မယ်ဒါကိုအမှားကိုဗျာမှန်ပါဗျာအဝတ်မတောင်းတာတော့မတောင်းတာပါဘူးမိဘရွယ်နဲ့မိုက်တွေ့ပြီးတေလေလာခဲ့တဲ့အကုသိုလ်ကံတွေရောပယ်ပါလိမ့်မယ်ဒါလည်းပယ်ပေးတယ်ဆိုပြန်ဩကဲမဲ့လူယူမဲ့လူတို့ဆရာဘုန်းကြီးကလည်းပြောတို့လည်းအလုပ်တင်ပေးလို့ဒီအလုပ်ခေးတို့လုပ်လို့ရလို့ရှင်ကဲမဲ့ယူမဲ့လူဖြင့်ကိုးစားရအားထားရပြုံးတယ်ဖြစ်ရောက်သေးတကိုဆိုပြီးဝမ်းမြောက်ပြီးတော့လှုပ်စမ်းပါမှန်ပါဗျာရှင်းမလားရှင်းပါပြီအမတန်ရေးကြည့်ပါတဲ့ဒီနေ့ဟောနေတဲ့တရားဟုတ်ကဲ့မောမှန်ပါဗျာမကြည့်ဘူးလားကြည့်ပါဗျာကြည့်တယ်တဲ့ဒါမှဓမ္မတွေလေးလေးစားစားပဲဘုန်းကြီးပြောနေပါတယ်မှန်ပါဗျာတို့ဆိုခမည်းတော်ကလည်းကိုယ်ကိုယ်လည်းသတိထားကြပါဦးနော်မှန်ပါဗျာ
ခန္ဓာကိုယ်ကအခုအိုရာကနေသူဘယ်သွားနေတော့ဖြောင်းမရောက်ခင်လေးတော့မရောက်ခင်လေးတွေဒါလို့ရမှာကံပြလို့ရမှာနောက်ရောက်ပါတော့ဘယ်နဲ့မှမတတ်နိုင်တော့ဘူးရောက်มาတော့ဖြင့်မဲ့တွေပဲသာလှည့်ကြပြီတော့ရှင်းမလားဂိုင်းဒါဖြင့်ဘုရားသခင်ကိုရမကြီးကြီးဝိသလိပြီသူဒီတဲ့သတင်းသုံးပြီးဒီကာလနေတော့တယောက်သောပုဂ္ဂိုလ်ကဥက္ကမောင်ရေအိန္ဒိယမှာရှိတဲ့နွားလိုကျင့်တယ်လို့နွားလိုပဲသူကလူကိုကောင်းမှဂျိုကြီးတွေတက်လို့နွားများလိုပဲလေးဘက်သွားလို့နိဗ္ဗာန်ရောက်တဲ့ထင်လို့လုံနေတာပေါ့ဗျာဆရာမနဲ့တွေ့နေတာနွားလိုပဲတွန်လိုက်ပြူလိုက်နွားလိုပဲမြက်ခင်းထဲမှာလိုက်စားလိုက်နွားတွေနဲ့အတူတူပဲနေလိုက်ဒီလိုကျင့်သူကနိဗ္ဗာန်ရောက်တဲ့ထင်တာဘူးအဲ့ဒါသီလပရပရာမာသဆိုတာဒါပဲသောတပတိမေယမဒါပေတာနော်မှန်ပါဗျာဒိဋ္ဌိဝိဇိကိစ္စသီလပရပရာမာသဆိုတာဥပါဒံကြားဘူးတယ်သီလပရပရာမာသဆိုတာအိန္ဒိယမှာကနွားလိုကျင့်နေတဲ့လူကြီးရှိသေးတယ်အဲ့ဒီကျင့်နဲ့ကျင့်ပြီးသူကလူပြည့်နတ်ပြည့်လူကောင်းတာကောင်းဖြစ်မယ်လို့အယူရှိဒါကြောင့်တချို့ကျင့်နေတယ်တယောက်သောပုဂ္ဂိုလ်ကတော့သေနိယဆိုရယ်ခုနကပုဂ္ဂိုလ်ကပုံနာအခုနောက်ကျင်နောက်ခွေးလိုကျင်တဲ့ပုဂ္ဂိုလ်လည်းခွေးလိုပဲလေးဘက်သွားတယ်အစာတွေပါလေကျွေးလို့ရှိရင်ဒီတိုင်းမစားဘူးမြေပေါ်မှာပြစ်ကြုံမှစားအဲဒီလိုကျင့်ပြီးဒီကလာနေတာကသေနိယဆိုတာတယောက်ရှိအဲဒီဘုရားသခင်ကိုရမကြီးနဲ့တွေ့ပါရောသူတို့နှစ်ယောက်ကလည်းဘုရားနဲ့တွေ့ရင်လည်းလာကြတော့ပုံနာကမဲလိုက်ရှင်ဗျာတဲ့သေနိယဗျာတဲ့ခွေးလိုကျင့်နေတယ်သူအမှန်တန်ကျင့်နိုင်ခဲ့တဲ့သူကျင့်တာပဲအမှန်တန်ကျင့်နိုင်ခဲ့တဲ့ကျင့်နေတော့သူဒီကားလို့ဆိုလို့ရှိရင်သေလို့ရှိရင်ဘယ်လိုဂရိများလာပါမလဲမေးဘုဘူးကမောင်ရမေးနဲ့သူ့ဆရာကဒီမှာလမ်းဆုံးမှန်ပါပါခင်ဗျားတို့ကအခုဆရာကောင်းသမောင်းနဲ့တွေ့လို့သာကိုဗျာမတွေ့မိဘရေကဒီကျင့်လာမယ်ဆိုအမလိုက်ဦးမှာမလိုက်ပဲဘူးလားကြီးစမ်းမှလည်းနောင်ဆွဲတဲ့ရင်ဆွဲနေတာပဲဆွဲဘူးလားဗျဆွဲနေတာဥက္ကမောင်ရဲ့ဒါကအရင်ပြောလို့သာမိဘရေကနေပြီးဒီကလာဟိုလိုက်ပြီးကိုယ်ွယ်ရတယ်ဒီလိုက်ပြီးကိုယ်ွယ်ရတာဒီအမျိုးမျိုးမရှိဘူးလားရှိပါဘူးဒါလည်းအလေးအတိုင်းလိုက်တာဆိုရင်ဖြင့်လွယ်ပါမလားမလွယ်ပါဘူးအဲ့ဒါကြောင့်တဲ့ယထာဘုဒ္ဓညာနာယသတ္ထပရိယေတိဘောယထာဘုဒ္ဓဟုတ်တိုင်းမှန်စွာဟောတတ်တဲ့ဆရာကိုညာနာယသိဝေယလို့ဟာပဋ္ဌာဆုံးမတတ်တဲ့ဆရာကိုပရိယေတိဘောရှာစမ်းပါကွာ440လောက်မှာမှန်ပါဘူးဒီဆရာကောင်းရှာဖို့ဒကာဓမ္မတို့ဘုရား45ပါးနေဆိုတာအချိန်ပေါင်း440လောက်မှာပြခဲ့ဘလောက်ရေးကြည့်တယ်ဆိုတာသိဘူးလားသိပါဘူးခင်ဗျားတို့သတိပေးပါတယ်ဘုရားဟောတရားစစ်ဟောတတ်တယ်ဆရာသမားဒါရှာကြမှန်ပါဗျာမရှာရင်တော့ဖြင့်ခင်ဗျားတို့သေချာလွယ်ကုန်တယ်မလွယ်ပဲဘူးလားလွယ်ပါဘူးအမှန်တန်ကြောက်ကြကောင်းတယ်နော်အဲ့တော့တရားစစ်တရားမှန်ဆိုတာဘာလဲမလို့ခင်ဗျားတို့သိကြလို့ရှိရင်သစ္စာတရားနဲ့ပရိစ္ဆေသမုပ္ပါပြတ်တဲ့တရားမှန်လို့ရှိရင်အဲ့ဒါဝဋ္ထုတရားမှန်ဒီပြန်တရားဆိုလို့ရှိရင်ဖြင့်လူသေးတယ်ပဲဆုံးဖြတ်ချမှန်ပါပါမဆိုလိုက်ဘူးလားမဟောကောင်းဘူးလားဆိုတော့ဟောကောင်းပါတယ်တဲ့တို့ဆိုအဲ့ဒီတင်လမ်းမဆုံးကောင်းဘူးမှန်ပါပါရှင်းမလားလမ်းမဆုံးကောင်းဘူးခိုင်းတာဖြင့်သေနိယကနှခွေးလိုကျင့်နေတယ်ဖျားတယ်အဲ့ဒီကျင့်တာသူသေရင်ဘယ်လိုဂရိလာမလို့ဟေးပုံနာမမေးနဲ့ကွာဘယ်မမေးနဲ့ပြောချင်မနေနိုင်ဘူးသူတို့ကလည်းမေးခြင်းနောက်တစ်ခါဒုတိယအချိန်မေးတဲ့ဥက္ကမောကြီးမှန်ပါပါဘုရားတားမြစ်တယ်မမေးနဲ့ကွာငါမဖြေခြင်းဘူးပြီးပြီးသားကိုဗျမှန်ပါပါသုံးချိန်ဖြေအောင်မေးတော့မေးလို့မှမဖြေရင်မကောင်းတာနဲ့ကဲကွာတဲ့မမေးနဲ့ပြောတာပဲတဲ့မင်းကမေးတော့လေဖြေရမှာပေါ့တဲ့မင်းအခုသေနိယဟာခွေးလိုပဲချင်းနဲ့လေးချောင်းထောက်ပြီးတဲ့ကာလခွေးလိုပဲခွေးလာလို့ချင်းသွားဖြဲပြတာပဲမြေပေါ်မှာပြစ်ကျွေးမှာအစာကိုလည်းစားတယ်သူကဒီကျင့်ကိုကျင့်လို့သူစိတ်တဲ့နတ်ကောင်းပြမာကောင်းဒီကျင့်လို့ရှိရင်ဖြင့်တဲ့သူသေးသေးရှားမှန်းတယ်ခွေးပဲဖြစ်ရမယ်အကဲဒီယူဟာခွေးလိုကျင့်တဲ့အယူဟာလူကောင်းနတ်ကောင်းဖြစ်နိုင်တယ်လို့မိစ္ဆာဒိဋ္ဌိမှားပြီးယူလိုက်ဦးမယ်ဆိုငရဲလည်းသွားရအောင်မယ်ကွာနှစ်ချက်ဟောတယ်သဘောကျလား
တရားဓမ္မတို့ဒီယူဟာမစွန့်ငယ်ရင်ဘာဖြစ်မလဲ ခွေးမဖယ်အောင် ခွေးလို့ကျင့်နေတဲ့ခွေးဖြစ်ရမယ်ဒီယူနဲ့ပဲခွေးလို့ကျင့်တဲ့သူ့စိတ်ထဲမှာတဲ့လူကောင်းတဲ့ကောင်ဗြဟ္မာကောင်းဖြစ်နိုင်တယ်လို့ယူပြန်ရင်လဲမရဲကြရဘူးဒွိနံဂရိနံတို့ဟောတယ်နော်ငရဲနဲ့ဒိဋ္ဌာမရှိတယ် မှန်ပါဗျာ သဘောပါကြ ပါပါဗျာ ကဲဒီယူကိုယူနေရမှတ်တဲ့နဲ့သိသွားမယ်ဆိုလို့ရှိရင်လေခွေးလို့ကျင့်တဲ့ခွေးဖြစ်ရဒီယူဒီငါအကျင့်ကောင်လူကောင်းတဲ့ကောင်ဖြစ်နိုင်တယ်လို့မှားယူလိုက်မယ်ဆိုရင်ငရဲသွားရအောင်ဘယ်နှချက်ပါလဲ မှန်ပါဗျာ အဲ့ဒီလိုဖြစ်တော့မှငိုးရှာဥပါဝင်ငိုးရှာတယ်သင်္နိယငိုးရှာတယ်ငါမင်းတို့ပြောတာပဲတဲ့ငါမမေးနဲ့လို့ငါသုံးခါတောင်နှစ်ခါတောင်ပဲတဲ့မင်းတို့ကမေးလို့သာငါပြောရတာတဲ့မဟုတ်ပါဘူးခင်ဗျာတဲ့ငိုတာကတပည့်တော်ရှင်ဘုရားစိတ်ဆိုးလို့လည်းငိုတာမဟုတ်ပါဘူးကို့မှာဒီကျင့်အတော်ခဲခဲရင်ကျင့်ရတဲ့အကျင့်ကိုယ်ဆရာသမားကဒီလိုသင်ပြထားလို့အမှန်တန်ခဲခဲရင်ကျင့်ရတဲ့အကျင့်ပြီးဒီကာလငရဲနဲ့ဒိဋ္ဌံတစ်ခုသွားတော့မယ်ဆိုတော့ကျင့်ကျုံးမနှက်လို့မှားလွန်းလို့ကိုယ်အမှားကိုသိပြီးတော့မြည်ကြပါတယ်တပည့်ကြလား မှန်ပါဗျာ အဲ့ဒါကြောင့်နိဗ္ဗာန်ရောက်ချင်လို့သူတို့လည်းကျင့်ကြတာပဲဗျာ မှန်ပါဗျာ ဒီအမှားတွေကျင့်နေလို့ရှိရင်မရောက်နိုင်ဘူး မှန်ပါဗျာ ရှင်းကြလား မှန်ပါဗျာ ဒါနဲ့တယောက်ကပြီးသွားတော့ဒုတိယတယောက်ကလည်းဥက္ကမောင်တက်လာပြန်တော့ဗောဗျာ မှန်ပါဗျာ သိနေရကတခါမေးပြန်တော့ဗောပုံနာနွားလို့ကျင့်တယ်ဗျာသူ့ပဲဖြေစမ်းပါအောင်ဆိုသုံးခါပဲမေးတယ်ငါမဖြေပြခြင်းနဲ့ပဲခொနည်းအတိုင်းပဲဖြေတာပဲနွားလို့ကျင့်လို့ရှိရင်သေသေးရှားမှန်းနဲ့နွားဖြစ်ရသဘောကျဒီနွားလို့ကျင့်တဲ့အကျင့်ဒီနာရသူဒီနိဗ္ဗာန်ရောက်တယ်လို့များယူလိုက်ဦးမယ်လို့အယူမှားယူလိုက်ဦးမယ်ဆိုငရဲသွားရအောင်မယ် မှန်ပါဗျာ သဘောကျလား ကျပါဗျာ ဒါရင်ဗျာတဲ့တပည့်တို့နှစ်ယောက်စလုံးဟာအခုငိုပွဲသာရှင်ပြီးဒီကလာနေရပါတယ်ဒါကြောင့်ရှင်ဘုရားကြီးကဲတော်မူပါယူတော်မူပါဦးသူတို့တောင်းပန်ကြတယ်တောင်းပန်ကြတဲ့အခါကျတော့ကွာတဲ့ငါကံလေးမျိုးဟောပြမယ်မင်းတို့သေချာမှားကံလေးမျိုးဟောပြဒကာဓမ္မတို့ဘယ်နှမျိုးတဲ့ မှန်ပါဗျာ ဒုက္ခမောင်ဒါအရေးကြီးတယ်နော် မှန်ပါဗျာ နော်သူတို့လေးယောက်သူတို့နှစ်ယောက်အတွက်ကိုဒီကံလေးမျိုးကိုငါဟောလိုက်ရလို့ရှိရင်ဖြင့်သူတို့ဒီဘယ်နည်းနဲ့မဆိုဒီဥဆောင်ပြီးဒီကလာတစ်မျိုးတစ်ဖုံတော့ကျိုးကြတော့မှာပဲဆိုတော့သူတို့ငဲ့ပြီးဟောတဲ့ကံလေးမျိုး မှန်ပါဗျာ ဒုက္ခမောင်ရှင်း납ပြီ ရှင်းပါဗျာ ဂိုင်းဒါဖြင့်ကံလေးမျိုးဒကာဓမ္မတွေမှတ်ကြစမ်းပါနော်မဲတဲ့ကံတစ်မျိုး မှန်ပါ သဘောကျ ကျပါ မဲတဲ့အကျိုးပေးတစ်မျိုးမဲတဲ့ကံသည် မဲတဲ့ကျိုးပါ ဒါမှတ်ထားပါတဲ့ဖြူတဲ့ကံသည် ကျိုးတဲ့ကျိုးပါဖြူတဲ့အကျိုးပေးမယ်တဲ့အမဲဖြူရောတဲ့ကံကလေးရှိသေးတယ်ဒကာဓမ္မတို့သူကလည်းအမဲဖြူပဲရောတဲ့ဥစ္စာအကျိုးပေးသူကရောတဲ့အကျိုးပေးအမဲဖြူမရောတဲ့ကံကတစ်မျိုးအမဲဖြူမရောတဲ့အကျိုးပေးပဲပေးကံလေးမျိုးသဘောကျလားဒါကအကြောင်းလေးမျိုးပေါ့ဗျာဒီဘက်ကအကျိုးလေးမျိုးပေါ့သဘောကျကြလားအမဲကံက မဲ အဖြူကံကအမဲဖြူရောတဲ့ကံကအမဲဖြူမရောတဲ့ကံက မဲရောတယ် ဒါသေချာမှတ်ပါတဲ့ဒါသေနိယနဲ့ပုံနာတို့ကိုသေသေးချာချာဘုရားသခင်ကိုရမြတ်ဒီဟာဟောမှပဲသူတို့ရတော့မယ်သူတို့လုပ်နေတဲ့ကံကအမဲကံနေဘူးဗျာ မှန်ပါဗျာ ဂိုင်းတရားဓမ္မတို့အမဲကံဆိုတာခင်ဗျားတို့မသိပဲနေမှာကံမဲဆိုတဲ့ကအကျိုးပေးမဲတော့မှာပဲ မှန်ပါဗျာ သဘောကျလားကံမဲဆိုရင် ကျိုးပေးမယ်ပါ အကျိုးပေးမဲတော့မှာပဲဆိုတော့ခင်ဗျားတို့ကံမဲကဒုစရိုက်10ပါခင်ဗျားတို့နေတိုင်းဗာဏိပါဒဝေရမဏိအာရိဏရဏဝေရမဏိကာမိတုသသရဝေရမဏိဆိုတော့သုံးခုမရဘူးလား ရပါဘူး တခါတည်းမူသဝါဒပိသုနာဝါစာပရုဒ္ဒဝါစာသမ္မဗလာပါ၄ခုထည့်လိုက်ခုနှစ်ခုမရှိဘူးလားပြီးတော့မှသူစည်းစိမ်ရှိကြတဲ့အဘိဓါခဏခဏလေးဗျာပါဒဆိုတဲ့ဒေါသလေးပေါ့ဗျာ ရတာပါလေ ပြီးတော့မိစ္ဆာဒိဋ္ဌိ ဟုတ် သဘောကျ ရပါ အဲ့ဒီ10ပါးကအမဲကံမှုဘာကျုပ်ပေးမလဲ မဲကျိုးပါ သဘောကျပြီနော်ကိုင်းခမညာတို့သောက်တည်နေတဲ့ဗာဏိပါဒဝေရမဏိဒါကတော့ရှောင်းခြင်းပြီနော် မှန် ဒါဗာဏိပါဒဝေရမဏိအာရိဏရဏဝေရမဏိကာမိတုမိစ္ဆာဆရာဝေရမဏိကာယကံ3ပါး မှန်ပါ ဟုတ်လားမုသဝါဒဝေရမဏိပိသုနာဝါစာဝေရမဏိပရုဒ္ဒဝါစာသမ္မဗလာပါဝေရမဏိဆိုတော့ဝစီကံ၄ပါးမနေဘူးလား ဒီပါ အနဘိဇာသူစည်းစိမ်လည်းရှိရှိမကြောင်အဗျာပါဒမေတ္တာလည်းပို့ပါတယ်
မိစ္ဆာသမာဓိလည်းဖြစ်ပါတယ်သမာဓိဆိုမဲ့ဒါကမ္မတက္ကရာသမာဓိကောင်းတာလည်းကောင်းကျိုးပေးတယ်ဆိုတော့ကမ္မတက္ကရာသမာဓိကိုယူရတယ်မှန်ပါဘူးဥပါဒံဒါသေချာမှတ်စမ်းအဲ့ဒါသူ့ရဲ့10ပါးကဖြူတဲ့ကံမို့ပါတယ်ဖြူတဲ့ကျိုးဖြစ်ပါတယ်ဘောကြရဲ့ဖြူတဲ့ကံကဖြူတဲ့အကျိုးဂိုင်းခင်ဗျားတို့အမဲဖြူရတဲ့ကံဆိုတာကတော့ရှားထားတာပစ္စည်းတွေကမစင်ကြဲဒါလေးနဲ့လူလိုက်တန်းလိုက်ပေးလိုက်ကန်းလိုက်ဒီလိုမရှိဘူးရှိပါဘူးဒါဖြင့်အမဲဖြူပဲနဲ့နေတယ်ရောအဲ့ဒီရောတဲ့ကံကလည်းအမဲဖြူပဲရောပြီးကျိုးပြီရှင်းမလားရှင်းပါပြီအမဲဖြူရောတဲ့ကံကအမဲဖြူရောအမဲဖြူရောပြီးကျိုးပြီတဲ့ခင်ဗျားတို့ဥပဒနာကံမက်ကံကတော့ကိုတဲ့အမဲလည်းမဟုတ်ဘူးမှန်ပါပါအဖြူရောမဟုတ်ပါဘူးအမဲဖြူရောမဟုတ်ပါဘူးသူကတော့ဖြင့်အမဲဖြူမရောတဲ့ကံဖြစ်သောကြောင့်သူကဒီကံ၃ခုကိုဖြတ်ချင်ဒီကံကမှန်ပါဒီကံ၃ခုကိုဖြတ်ပြတတ်ပါသဘောကျအမဲကိုလည်းဖြတ်ပါအဖြူဖြတ်ပါအမဲဖြူရောတဲ့ကံဖြတ်ပါဂိုင်းဒါဖြင့်ဒါဥပဒနာကံမက်ကံပဲသူကနိဗ္ဗာန်ကျိုးပြီမှန်ပါရှင်းမလားရှင်းပါဒါဖြင့်ဒကာရမတို့ဒီထဲမှာ၄မျိုးထဲမှာဘယ်ဟာဒီဘုရားလိုတော်ကြလဲသေသေးချာချာရေးကြည့်ပါသလဲဆိုတာမေးလိုက်တော့ဥပါတော့ဘာဖြစ်ကြမဲဖြူမရောတဲ့ကံခင်ဗျားတို့ဥပဒနာကံမက်ကံသူကဘာကြောင့်တုံးလို့မေးတဲ့ခါကျဘုရားခင်ဗျားဒီကံ၃ခုကိုဖြတ်နိုင်တယ်ကွာသဘောကျဒီကဒီကံလောက်လိုက်လို့ရှိရင်ဒုစရိုက်10ပါးလောက်လိုက်ရှင်အပယ်သွားအဲ့ဒီကံကိုလည်းအပယ်မသွားအောင်ဒီကံလောက်လိုက်ရင်ဖြတ်တယ်ပြတ်သွားဒီဝဋ္ဌံတောင်းတာပြီလူရတဲ့သူစိတ်10ပါးကဥပါဒံမရှိဘူးလားရှိပါဘူးအဲ့ဒါနာဂသုတိတွေဗြဟ္မပြေတို့အကျုံးပေးဘူးအဲ့ဒါတွေလည်းနာဂသုတိမြတ်ပဲဆိုတာဘာသစ္စာလဲဒုက္ခသစ္စာအဲ့ဒီကံကိုလည်းသူကဖြတ်ပြီအမဲဖြစ်မရောတဲ့ဥပဒနာညာမဲ့ညာကရှင်းမလားဥပဒနာကံမဲ့ကံပေါ့ဗျာဟောတာကတော့အမဲဖြစ်ရောတဲ့ကံမို့ခင်ဗျားတို့ရွှေနဂါကြီးတို့ရှင်ပြူတော်တို့ဒါအမဲဖြစ်ရောပြီးကျုပ်ပြီရှင်ပြူတော်ဆိုတော့သူများလည်းထူးတယ်ပေါ့ဗျာတရိစ္ဆာန်ကတော့မထူးတော့မထူးပါဘူးသဘောကျလားအဲ့ဒီလိုရွှေနဂါကြီးတို့တရိစ္ဆာန်တို့တရိစ္ဆာန်ထူးထူးလဲလဲတို့အသလိုကမြင်းတို့ဘုခမောင်ရေဒါတထူးတော့မထူးဘူးလားထူးရင်ထူး냐ဆိုကြွတောင်းဝင်နိုင်ရလားမနိုင်ပါဘူးအဲ့ဒီကံတွေလုံးမိထားပြန်လဲဒီကံလုံးမှပြတ်သဘောကျဩဒါဖြင့်ဥစ္စာရေဒီကံသိရေးကြည့်တဲ့ကံပါလားဥပါဒံရိပ်ပြီဗျာရိပ်ပြီဒါပြန်ဥပဒနာကံမက်ကံတွေဒကာရမတို့ကံ၃မျိုးကိုဖြတ်တယ်မှန်ပါပါအမဲကံကိုလည်းဖြတ်ပါပါအဖြူကံဖြတ်ပါပါအမဲဖြူရောတဲ့ကံမှန်ပါပါအမှားဟူ၍ပြင်ပေးတာသူပဲမှန်ပါပါဒကာရမတို့ဘယ်လိုဆုံးမရချအမှားဟူ၍ပြင်ပေးတာဒါလေးကူဆရာကောင်းသမားကောင်းနဲ့လည်းတွေ့လို့ဒီကံလေးများလို့ရလို့ဆရာမှားတွေကုန်လျှော်ပြစ်အာကိုရရှိသေးရဲ့ဟဲ့မှန်ပါသဘောကျလားကိုယ်စားရရှိသေးရဲ့ဟဲ့ဆိုတာခင်ဗျားတို့အတ္တဆရာပါပါသေးတယ်ပါပါဗျာသေဝကြီးပြီးဒီကလာနေကြတယ်ကိုကငယ်ငယ်ချင်းခါတုန်းကလည်းမသိခဲ့လို့မလိမ္မာခဲ့လို့တော်အောင်နေခဲ့တာဒီရှိကြမှာပေါ့ဗျာရှိပါဗျာရှိပင်ရှင်များကလည်းမပူနဲ့ဟိုအောင်တို့ပူစရာရှိသေးရဲ့ရှိပါဗျာဘာလို့တော့ဖြင့်ဒီကံလှုပ်လိုက်လို့ရှင်ဒီကံนี่ဘာလှုပ်တတ်တုံးလို့မေးတော့ဒကာဓမ္မတွေသိပြီမဟုတ်သိပါဗျာဒီကံကိုလည်းအကျိုးမပေးအောင်ဖြတ်ဒီကံလဲဒီဘက်ကံရောဒါဖြင့်အမဲလည်းဖြတ်တယ်လဲသူအဖြူကံမကောင်းတဲ့အဖြူကံတွေဖြတ်တယ်လဲအမဲဖြူရောနေတာတွေဖြတ်ပေးတာဩဒါဖြင့်ကျွတ်တို့အာကိုရာစိတ်ကလေးဓာတ်ရှိသေးတယ်ဒီကံကိုကျွတ်တို့ဒီအရေးကြီးထားပြီးတဲ့ကာလလောက်ရမယ်ဆိုတာကိုသိကြပါလားသိကြပါပါဒါကအလုတ်ခွန်နဲ့ပြမှာပုံရှင်းမယ်နော်ကဲနှစ်ဖြင့်မှပြကြစို့